ဝင်းကားလေးချက်စားတယ်ဒီနေ့ပရက်ကလေးလည်းဖြစ်တယ်ဆိုတော့လေချက်စားတယ်ဆိုတော့နည်းနည်းလေးတော့များများလေးပေါ့တကယ်ချင်းတွေလည်းကြွေးချင်တော့ချက်စားတယ်ထုံးစံတိုင်းပေါ့ချက်သွင်းဖြူချင်းစီမွေးတက်တယ်ပိုးမွေးအောင်စပယ်လေးပါထဲနော်စနမောင်လေးနည်းနည်းထည့်မယ်အယောင်လေးနည်းနည်းလောက်ချက်တဲ့ခါကြတယ်ဒီချာလေးမွေးနေအောင်ချိန်နေမယ်နော်ဒါကတော့ကြက်ရိုးလေးပေါ့ကြက်ရိုးလေးကတော့ထည့်ရင်လည်းရတယ်မထည့်ရင်လည်းရတယ်ဒါပေမဲ့ကြက်ရိုးလေးနဲ့ကြတော့ပိုးပြီးတော့မွေးတာပေါ့ဒါလေးကိုလည်းနည်းနည်းရေးပါတဲ့အတွက်သူ့ကိုခန်းအောင်ဒီစီမွေးလေးမွေးနေအောင်တက်မယ်သူ့ကိုတက်ပြီးပြီဆိုလို့ရှိရင်ဒါလေးကတော့ချက်သားလေးပေါ့နော်ချက်သားမွာတာလေးထည့်ထားတာအဲ့ဒါလေးကိုလည်းမွေးလာတဲ့အချိန်စီမွေးတက်မယ်ပေါ့နော်အဲ့ဒါမှသူကချက်တဲ့အခါကျရင်ရဲ့ချက်ရဲ့အညီမထွက်အောင်လို့ကြာလေးစီမွေးတက်မယ်ဒါလေးတော့သူမွေးလာတဲ့အချိန်မွေးလာပြီဆိုလို့ရှိရင်ရောင်တင်ထည့်မယ်နော်ရောင်တင်လေးနဲ့မွေးနေအောင်မကြာရေးလေးပါလေးအဲ့တော့ချက်မှထည့်မယ်သူမွေးလာပြီဆိုလို့ရှိရင်ဒါကတော့ကလေးပဲပေါ့နော်ကလေးပဲကိုပြုတ်တာတို့ဘာတို့တော့မပြတော့ဘူးပေါ့မပြမိလိုက်ဘူးပေါ့နော်မရိုက်မိလိုက်တဲ့အတွက်ဒါကတော့ကလေးပဲပေါ့သူများတွေကတော့ဆန်တော်တွေပါတယ်မစားတာဒါပေမဲ့ကိုရီးယားတော့အဲ့လိုကလေးပဲနေပဲချက်စားရတာပေါ့အဲ့လိုကလေးပဲလေးနူးလာပြီဆိုလို့ရှိရင်ရေကိုအနေတော်လေးထည့်မယ်ပေါ့ရေထည့်ပြီးတော့ပွက်အောင်ထိကြာလေးခွန်ပေါ်တည်ထားမယ်နော်အဲ့လိုပွက်လာပြီဆိုလို့ရှိရင်ခဏလေးနည်းနည်းထပ်ဆောင်မယ်ရေမကြသေးတဲ့အတွက်စားစရာလေးပြင်ဆင်ပြီးတော့နည်းနည်းလေးခဏနေစားမယ်ပေါ့နော်ဒါကတော့အကုန်အိမ်မှာစားမယ်ဟာပေါ့နော်နည်းနည်းတော့များတယ်အဲ့ဒါလေးကတော့ဘူစီနန်းတို့ပါတော့ပေါ့ဒါကတော့အိမ်မှာစားမယ်ပေါ့ဒီမုံကြောက်ကတော့မထည့်ရင်ရတယ်ဒါပေမဲ့နည်းနည်းကိုလေးကြိုက်လို့မုံကြောက်ဝဲလာအခုလိုနည်းနည်းပွက်လာပြီဆိုလို့ရှိရင်ခဏလေးထပ်ဆောင်ပါတော့နေလဲနည်းနည်းမြင့်ပြီဆိုတော့တော်တော်လေးရေကြပြီဆိုလို့ရှိရင်တော့ဝင်းကစားလို့ရပါပြီအဲ့လိုပွက်လာပြီဆိုလို့ရှိရင်မွေးပြီးတော့လောက်စားကြည့်ပါအိမ်မှာလောက်စားကြည့်ရင်မွေးပြီးတော့ကောင်းတဲ့ကောင်းနဲ့စားလို့လည်းကောင်းအခုတော့အစင်းသင်းဖြစ်တဲ့မွေးငါးလေးတစ်ခုမွေးငါးလေးတစ်ပွဲပေါ့နော်ရပြီရစားကောင်းတယ်ကိုရီးယားညာဆိုတော့ဒီတော့မွေးငါးကြိုက်တဲ့တိုင်းပြပါတယ်စားလို့ကောင်းတယ်ဆိုတာအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်